လိုက်စမ်းအသက်က20ခေါ်လူပြိုကြီးစတိုင်းနဲ့ဒီငိမ့်တဲ့စကားသံရောချပြီးတဲ့ရုပ်ရည်နဲ့ရခိုင်ပြည်ကလာခဲ့တဲ့ဇွဲရှိတဲ့သားကောင်းတယောက်နေထိုင်မှုတန်ရှင်းသလိုအလုံးမှလည်းရှေ့ဆုံးကရောက်ရှိတာနဲ့ရောင်ရဲလို့ပျော်ပျော်ရွှင်ဖြတ်သန်းတယ်အလို့သမားအားလုံးကလည်းမောင်ဝင်းကိုဝိုင်းချစ်ကြတယ်ကိုနေတော့သဘောကျတယ်မောင်ဝင်းရဲ့စိတ်ဓာတ်မိသားစု3ယောက်အတွက်အမြဲတမ်းသူကရုန်းကန်တဲ့အချေပါပြန်လွဲရင်လွဲမယ်စိတ်လုံးလုံးမရင်မမယ်ဒါပေမဲ့သင်ယူဖို့စိတ်ကအမြဲတမ်းအပြည့်ရှိနေတယ်စိတ်လုံးလုံးလွဲသွားလဲသူကတော့အပြုံးမပြတ်အောင်မြင်ဖို့လမ်းကြောင်းပေါ်မှာသူကတော့မဆုံးမနေရခိုင်နာလေးရဲ့မန်ဘယ်သူမှလာမတားနဲ့အလုပ်ကိုကြိုးစားတယ်အမားတွေကိုပြင်ဆင်တယ်သင်ယူဖို့ဝမလေးတယ်